ဒါပေမဲ့ကလေးကအရန်ကြီးကိုနှိမ့်ဆက်ခံထားရတယ်ပေါ့နော်မိမကိုတွေမှာတော့နန်းနေမှာတော်တော်ကြီးကိုနှိမ့်ဆက်ခံထားရတယ်ဗျ2 နှစ်ဆိုတဲ့အရွယ်နဲ့တော့မလိုက်ဘူးပေါ့နော်တော်တော်ကြီးကိုနှိမ့်ဆက်ခံထားဟုတ်ကဲ့ပါဗောနော်ဒါကတော့ကလေးတစ်ခိုးပါဗောနော်ဒီဗီဒီယိုလေးကိုတွေ့ရင်မကြော်ပါဘဲနဲ့ share ပေးကြပါလို့ဗောနော်ကလေးမိခင်တွေတော်ညာတိနိုင်အောင်လို့ share ပေးကြပါလို့ကျွန်တော်ရဲတည်မြစ်တာရက်ခံနေပါတယ်ဗောနော်ဒီကလေးကိုခိုးပြီးတော့ဒါနှိပ်ဆက်ထားမှာဘယ်လောက်ထိဆိုးလဲဆိုလမ်းဘေးမှာလဲနော်သူနဲ့တူတူလဲတောင်းဟိုင်းသေးတယ်နောက်ပြီးတော့လဲကလေးမိမကိုအင်္ဂါတွေကိုလဲလှုပ်ထားတာကြာကြောက်ဖို့တော့ကောင်းပါတယ်ဗောနော်နောက်ပြီးတော့လဲနန်းနေမှာရိုက်ထားတာတွေရောအရိုးကျပွေးနဲ့တောင်ထုတယ်ကြာစိတ်ထဲမှာတော့လုံးဝမကောင်းပါဘူးဗောနော်ဟုတ်ကဲ့ပါဗောနော်အခုဆိုရင်တော့ကျွန်တော်ကလေးကိုပြန်တွေ့ပါပြီကလေးကိုဒါအခုဆိုရင်ကျွန်တော်ပြန်ခေါ်နေတာဗောနော်ဒီတခိုးကလေးတခိုးလက်ထဲကနေကျွန်တော်တို့အခုဆိုရင်တော့ပြန်ခေါ်နေတာဗောနော်လှုပ်ထားတာဒါအစမှာရစရာတော့မရှိဘူးကလေးကိုရိုက်ထားတာတွေနောက်ပြီးတော့လေးတဲ့မှာကလေးမိမကိုဒါလှုပ်ထားတာတွေတကယ်ကိုကြောက်ဖို့ကောင်းပါရောနော်အားကြောင့်မလို့ကလေးတွေကိုသတိထားကြပါလို့ကျွန်တော်ရဲတည်ပြောချင်ပါတယ်မင်္ဂလာပါလို့ကျွန်တော်ရဲတည်ပြောချင်ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့ကလေးတကူကတော့မိသွားပါပြီဒါပေမဲ့ကလေးကအရန်ကြီးကိုနှိမ့်ဆက်ခံထားရတယ်ပေါ့နော်မိမကိုတွေမှာတော့နန်းနေမှာတော်တော်ကြီးကိုနှိမ့်ဆက်ခံထားရတယ်ဗျာ2 နှစ်ဆိုတဲ့အရွယ်နဲ့တော့မလိုက်ဘူးပေါ့နော်တော်တော်ကြီးကိုနှိမ့်ဆက်ခံထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဆေးရုံပြမှုတော့ကျွန်တော်လုပ်နေပါတယ်ဒါပေမဲ့ဆေးရုံစက်ဆေးရုံတော့ကျွန်တော်ကြာပူပါပြီဒါပေမဲ့အဲ့အနေပြီးတော့ကျွန်တော်တို့ရဲစခန်းကြောက်မှာအမှုပွင့်နဲ့ထောက်ခံစာလိုရဆိုလို့ကျွန်တော်အခုရဲစခန်းကိုသွားနေပါတယ်ပေါ့နော်နောက်ပြီးတော့လည်းကျွန်တော်ပြောချင်တာကျွန်တော်တို့အမှုပွင့်တဲ့ခါကျရင်လည်းကျွန်တော်တို့မှာလုံးဝဒီကလေးလေးမအိမ်ပါပေါ့နော်လုံးဝပတ်စံမတက်နိုင်ပါဘူးနော်မတက်နိုင်တဲ့အတွက်ကိုကျွန်တော်တို့ဝိုင်းပြီးတော့ကူညီပေးကြပါလို့ကျွန်တော်ရဲစီကမြစ်တာရက်ခံနေပါတယ်ပေါ့နော်အခုနောက်ပြီးတော့လည်းမှုပွင့်တဲ့ခါကျရင်ပတ်စံဘယ်လောက်ကုန်မလဲဆိုတော့ကျွန်တော်မသိသေးပါဘူးအခုလက်ရှိကလေးစေးုံတင်မှုတော့မှကျွန်တော်တို့ဒီမှာဒီအနီးကောက်ထဲမှာရတဲ့အလှငွေလေးနဲ့ကျွန်တော်တို့အခုတင်ပေးနေတာပေါ့နော်အားကြောင့်မလို့ကျွန်တော်တို့ဝိုင်းပြီးတော့ကူညီပေးကြပါပေါ့နော်ပြောမယ်ဆိုရင်ဒါသားသမီးချင်းကိုချင်းစာပြီးတော့တက်နိုင်တော့လူဝိုင်းပြီးတော့ကူညီပေးကြပါလို့ကျွန်တော်ရဲတဲ့မြစ်တာရက်ခံနေပါတယ်အခုကျွန်တော်တို့ဆေးုံပြမှုတော့ပေါ့နော်ကျွန်တော်တို့အခုသွားနေပါပြီပေါ့နော်ကလေးဟုတ်ကဲ့ပါဗောနော်ကလေးလေးရဲ့အခြေအနေကရမ်းကိုစိုးရင်ရတယ်ဗောနော်အုံတော့ကနေပြီးတော့ထုထားတဲ့အတွက်ကိုသွေးတွေယူနေရဗောနော်အဲကြောင့်မလို့ဆေးရုံတင်ရပါမယ်အဲကြောင့်မို့ကျွန်တော်ရဲစီအခုဆေးတွေဝယ်နေရဗောနော်ည7 နာရီရလဲထုံးနေပါပြီကျွန်တော်အခုဆိုရင်တော့ရန်ကုန်ဆေးရုံမှာဗောနော်အခုချိန်မတင်ရသေးပါဘူးလို့နော်ကလေးလေးကိုဝိုင်းပြီးတော့ကူညီပေးကြပါအောင်လို့ကျွန်တော်ရဲစီကနေမြတ်တာရက်ခံနေပါဗောနော်ဒီကလေးလေးချိန်နေရတော်တော်ဆိုးနေပါပြီခင်ဗျာ